နောက်တစ်ခု哎，你把我的天哪！你我操你！哟，这个人找到我来呀 ！Oh my god！ Hello！ ဟုတ်ပါဘူး ဟုတ်တယ် ဟုတ်ပါဘူး။ဒီကဟိုမှာပဲဒီမှာ။ဟာပေါက်သွားပြီဒါတော့ခလိုက်တာပေါက်သွားပြီကျွန်တော်လေဒီစင်းနဲ့ကပေါက်သွားပါပြီခင်ဗျာဈေးကြီးတယ်ကဲကျွန်တော် M7 ကျွန်တော် Source Butter Shredder M7 စစ်တူတော့ပါမယ်အဲ့ဒါလည်းခုနိုင်ရပါတော့ဒီလိုကဲနောက်ဆုံး final form လေးရသွားပြီဘာလို့ကျော်ပြအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါကဲအားလုံးပဲ hi ပါခင်ဗျာအားလုံးကိုကျွန်တော်ဒါကလိုက်ဆွေးနေရလေးတောက်ကြည့်ပြန်ဆွေးပါတယ်ကဲအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာเนาะကျွန်တော်ဖြူပါတွေအားလုံးပဲเนาะစိတ်ချမ်းသာကြကိုကြီးမှပြည့်စုံပြီးเนาะကျွန်တော်မင်္ဂလာရွှေညချမ်းလေးပတ်သက်ကြပါစေလို့ဆုတောင်းရေးကျွန်တော်လိုက်ဆွေးနေကိုစလိုက်ပြီးအခုကျွန်တော်စကေဖောက်မှာကျွန်တော် UC 3,3481ပါခင်ဗျာเนาะ UC 3,3481နဲ့ကျွန်တော်တို့အခုစဖောက်ပါမယ်ကျွန်တော်တို့အခုဖောက်မှာတော့အခုအစ်စ်ထွက်တဲ့ပေါ့เนาะကျွန်တော်တို့ဒီကောင်ဒီ event ပေါ့เนาะကျွန်တော်ဒီ event เนาะကျွန်တော်ဒီ event ဟောမိုက်တွေရအောင် share ပဲအပြူးတယ်တော့ပုံမိုက်တယ်လို့ပဲဒါလေးอ่ะเนาะကျွန်တော်ဒီ event ကိုကျွန်တော်တို့ဟောက်မှာရှိသမျှပစ္စည်းတွေကျွန်တော်တို့အကုန်လုံးကိုကျွန်တော်တို့ယူပါမယ်เนาะကျွန်တော်တို့ရှိသမျှပစ္စည်းတွေအကုန်လုံးကိုကျွန်တော်တို့ယူမယ်ပြီးရင် M7 စစ်တူကိုကျွန်တော်တို့ level max ပါမယ်ခင်ဗျာဟိုက်တက်ပြန်ကောင်းပါပြီကောင်းပြီအဲ့တော့ကျွန်တော်တို့ဒီထဲမှာရှိမဲ့ဟာတွေအကုန်ယူမယ်ပေါ့နော်ဒီထဲမှာဟောလက်ဦးဒါတွေအကုန်ယူမယ်ပြီးတော့ M7 စစ်တူကိုလည်းကျွန်တော်တို့ level max စီတခါလေးဒီညမှာအပီးသွားမယ်เนาะကျွန်တော်တို့ okay အဲ့တော့ကျွန်တော်တို့စမယ် UC 3,3400ကျော်ပေါ့နော်ကဲအားလုံးမင်္ဂလာပါအားလုံးပဲဒါဆွေးနွေးစရကျွန်တော်တို့ share ပေးကြပါဦးဗျာเนาะကျွန်တော် share စတော့မယ်ဘာလို့เนาะ share လေးကျွန်တော်တော့တော့ပြော share ပေးကြပါဦးအားလုံးပဲစကင်မယ်ဘာလို့စကင်မယ်เนาะကျွန်တော် UC 3,3481နဲ့ကျွန်တော်တို့အများကြီးပို့ခြင်းတယ်ဗျာเนาะကျွန်တော်တို့ဒီဟာတွေအကုန်ရသွားတဲ့အပြင် SMS တူပါ level max ဖြစ်တဲ့အပြင် UC အများကြီးပို့ခြင်းတယ်ကျွန်တော်က SMS တူကိုပေါက်ုံနေမဟုတ်ဘူးပေါ့เนาะ level max စီပါတခါလဲသွားမှာဆိုတော့ကဲအားလုံးပဲ good luck ပါเนาะကျွန်တော်မက6လေးရောက်တန်းပေါ့မကဖီပြောပြီးတောင်းမယ်ကျော်ကြီးကျော်ကြီး30လေးနဲ့ရေဖောက်လိုက်ယူဒီ30လေးနဲ့ရေဖောက်လိုက်ဖောက်ယူတယ်ရေဖောက်ယူတယ်ရေချတယ်ကျွန်တော် let's go ဟာရောင်ဟာတော့60တော့မဖောက်တော့ဘူးเนาะကျွန်တော်တို့ okay let's start the show စမယ်လောက်ကြည့်မှာပေါက်ပွဲနေပါလားမဟုတ်ပေါက်ပါလေးပြီလို့ဒီသသိန်းကျော်ကတော့ရောက်ရတယ်ဒါပေမဲ့ကျွန်တော်တို့နည်းနည်းကုန်တာနဲ့အများကြီးကုန်တာလေးနဲ့ကွာမယ်ပေါ့เนาะအဲ့အတွက်ကိုကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ဒီတလက်တွေကိုပေါက် let's go ဒီတလက်နဲ့ပေါက်မရှိုးလိုက်ပေါက်သေးဘူးမအာဘာကြီးတော့အဖြူအောင်လေးကဘာကြီးတော့ဟိုလဲလို့ရတဲ့ဟာလေမရီဒီယန်နဲ့လဲလို့ရတဲ့ဟာလေအော်မဒီအသေးလေးလေအော်ဟုတ်ပြီအဲ့ဒါလေး okay နောက်တစ်ခါထပ်ပါမယ် let's go ဟောလက်စွပ်တီကွာထပ်ချမယ်နော်အမြန်လေးချမယ်holographic တော့ရပါပြီစကင်းနဲ့3ကဖောက်လိုက်တကယ်လားကျော်ကြီးတကယ်ဟိုလေဟိုအောက်မှာလေစကင်းနဲ့လေဟောစကင်းနဲ့ okay 3ကတော့ကျော်ကြီး3က okay ဝမ်နှစ်ခါအဲ့မှာတွေ့လားဘာအဲ့မှာတွေ့လာတော့ဘာဖြစ်လို့ဂျန်လေးဂျန်လေးဩဒီရုပ်ကဂျန်လားဟုတ်တယ်လေဩ okay နောက်တစ်ခုအဲ့မှာအဲ့ဒီဘာဝလဲခဲလားအဲ့ဒီ what the hell တကယ်တော့ဘာလဲရ oh my god တော်တော်ကောအင်ကြီးတဲ့လီးတွေ့လားဟေးကြော်ကြီးစကစ်300ရရောက်ရေ quality ပါကွာအဲ့ဒါရတော့စောင်းရမ်းမိုက်ပါပြီကွာအဲ့ဒီတခါလေးတက်ပေါ်သွားတာပါတဲ့ဒါတော့ဝိုးလေးဆွဲလိုက်တော့ဗျာဘာတော့အသေးတဲ့ဝိုးတာနှိမ့်လိုက်တော့ဗျာဟုတ်လား let's go ဟုတ်လားဘာတော့မနိုင်ကြွကြော်ကြီးဒီအင်ကြီးရလေအဲ7တော့ပို့ပေါက်ခတ်တယ်ဟုတ်တယ်မလားကျွန်တော်အပြူးတော့ဘရိုစဉ်းစားကြည့်ဗျာအပြူးစကင်တော့ဆိုကျွန်တော်တို့ခန်းပေါက်တယ်ဗျာ AUG ပေါက်တယ်အဲ့ဒီအပြူးမပေါက်ဘူးလုံးဝ
let's go လဲမယ်ဆိုရင်3ခုဂျန်3ခုနဲ့ဂျန်6ခုနဲ့လဲရမှာတန်သွား6ခုဟိုကခဲက3ခုမလားဟုတ်တယ်မလားတနက်က3ခု3တနက်က3တယ်ကျွန်တော်တနက်တောင်ပါဗျာဘာသာလို့ဂျန်အကြီး3ခုနဲ့လဲရမှာဒီကောင်က6ခုနဲ့လဲရမှာစောင်ရဲတန်သွားပြီဘာသာလို့ UC 3000ပဲကုန်နေတယ်အယောင်ရေကျွန်တော်တော့ဝူကြည့်လိုက်မယ်ဗျာဘာသာခဏလေးနော်ဒီအင်ကြီးတွေကိုဖယ်ပြီးဒီအင်ကြီးတွေကိုဖယ်ပြီးဘယ်ရောက်သွားပြီလဲဘယ်ရောက်သွားပြီလဲခုနအင်ကြီးဘယ်ရောက်သွားပြီဟေ့ခုနအင်ကြီးအောက်မှာလေအောက်ဆုံးမှာလေအောက်ဆုံးမှာပဲမှာတော့ဟိုမှာလေအပေါ်ကျင်းနဲ့အောက်ဆုံးမှာလို့အဝါရောင်နဲ့အောက်ဆုံးမှာအမကဲ့ရပေးပါ yes ဒါလားအယုံထောက်သားပဲဒါကြီးတော်ရီမိုင်လာကျွတ်လို့မဲရအိုးကျော်လွယ်ကဘေးကြီးနေတော့မလိုက်ဘူးကလွယ်ရအောင်ဖောက်ပဲပေါ့နော်ပြန်ဝင်ပါအဲ့ဒါ let's go စကွက်တူကမှရပါမှာနော်ကွန်မန့်ကြတော့အမကျော်ပင်ကွန်မန့်လာကြည့်ရပါတယ်နော် Facebook မှာထောက်ပေးထားပါတယ် YouTube channel လေးကဲဟာနေပါရ5ကျော်ပဲရှိတယ်ဆိုရင်ဒါတော့ပေါက်ပြီပါအမအကြီးပေါက်သွားတယ်ဒါတော့တက်ပြီးတော့ပေါက်ပဲနော်ကျော်ကြီးရဲ့နေစပဲဖောင်ကြီးရဲ့Teddy bear လက်ပြောလာဘလက်စောရောက်လာလားဟိုခေါ်ပြီးပါပြီဆရာလေး is ဟိုဘလက်တို့ဥပီကိုဘယ်ပြောင်းနေရတော့နေဟာဘလက်တိုင်ကြားရတဲ့ဘလက်တို့ဥပီကိုဘယ်ပြောင်းနေရတော့နေဥပီလည်းရှိတယ်ဥပီပါလို့ဥပီလည်းရှိတယ်ဘယ်မှမပြောင်းဘူးဟုတ်တယ်တော့မင်းစက်ကကောင်းလိုက်တာဟုတ်ပါဘူးဟုတ်တယ်ဟေ့အဲ့ဒီများတယ်ကျော်ချစ်တို့ကတော့စောင်းဝဲများနေပြီအမကမင်းရှိလို့ရောက်မကတိလာရောက်မကဟုတ်တယ်မကပြပြောင်းနေလို့မကအဲ့မင်းရှိနေလို့မကတိလာရောက်အဲ့မင်းရှိနေလို့ကွာမကတိလာအဲ့ဒါမင်းလည်းထွက်သွားပြီလိုက်ထွက်သွားနိုင်ပေါ့မလို့ဟောရတယ်ဒါပေးလိုက်တယ်မိုင်3ခုဆိုလားအေးတော့မနေလေးသူပေးစားလိုက်ပေါ့ကွာတန်းဆန်းကကြည့်ပြီးရစားတန်းဆန်းကိုနေနေရောက်စားဘာပြောလားအေးရှိုးလိုက်အဲ့လေးတော့ဟိုကပေါ့ပြီဟာဟိရောက်ကြီးစကက်ဒီရောက်နေတဲ့ခံပေါက်တော့မစကက်ပါရပဲပေါက်ပြီဟာမတီးရေတို့ကပေါက်သွားတယ်နော်နောက်စကက်နဲ့3ကပါတကယ်ပေါ့ပြီโอเคစကက်3ကထပ်ပေါက်မယ်တော့ကျွန်တော်စကက်3ကထပ်ပေါက်မယ်ဗျာတို့နော်တဲလေးရှယ်ပြူပကြီးဂရူတွေကျွန်တော်တကဖန်ဂရူတွေတွေမှရှယ်ပြကြပါဦးနော်မရှိရသေးဒီကိုတို့အဝါအလုံးမေးကျော်ကြီးရလေးကကွာရော့တော်ပြီစကက်ကအရမ်းမြန်တော့အားကြီးတယ်ပြောတော့နော်โอเคဘုံရတယ်လေဘုံရတော်ပြီတော့ကိုကျော်ကြီးဘုံလူဘုံရတယ်တော်ပြီပေါ့ရက်ကြော်တယ်စမပြီးတော့နော်โอเคရောပေါက်သွားပြီဘာလို့ခလိုက်တာပေါက်သွားပြီကျွန်တော်လေဒီစင်းနဲ့ပေါက်သွားပါပြီခင်ဗျာဈေးကြီးတယ်โอเคဗျာကဲကျွန်တော်တို့အဲ့ဆိုရင်အင်ကြီးလည်းရပြီကျွန်တော်တို့เนาะကျွန်တော်ဒီကောင်လည်းရပြီဆိုတော့ရတယ်3သရုံးပါသေးတယ်3သရုံးပါသေးတယ်3သရုံးပါသေးတယ်3သရုံးပါထပ်ပါသေးတယ်เนาะဘာသာတော့လုံးဝဒါကတော့ share ပဲဗျဘာသာတော့เนาะโอเคအဲ့မရောက်သွားပြီပဲ60ခုရောက်ဘူးเนาะအပေါ်ဟောလေးတက်သွားပြီเนาะဘာသာတော့ရရတယ်သိလားအဲ့ဒီဟာလေးတက်တဲ့ဟာမှန်တယ်များအကုန်ဖောက်ပါကျွန်တော်ကရောမနဲ့မလေးတစ်ချောင်းမစိုးဘူးအောက်ဖေးဘေဘီတက်တဲ့နေโอเคအဲ့ဆိုရင်ကျွန်တော်အဲ့ဒါလေးကိုအရင်လဲလိုက်မယ်ကိုကြီးကိုကမပူချင်လို့ဝါသေးလားအများကြီးမပူချင်လို့ the lab ဘယ်လဲမှာမဂျမ်8 chain ဒီကောင်ဒါလဲရမှာမလားကျော်ကြီးဟုတ်တယ်ဒါခုနှစ်ခုရပြီလေဟာလားနော်အခုနှစ်ခုဆိုရင်အခုဆိုဒါအခု20ဖြစ်သွားပြီခု20ဆိုတော့ကိုက material လဲလို့ရတယ်လေကျော်ကြီးဒါပါကြီးတော့ဒါရှိပြီးရတယ်ကောဒါရှိပြီးဒါလေးပြတ်ထည့်ပေးရလား तू ကကောင်းလိုက်တာဘယ်လဲကျော်ကြီးဒါပါကြီးတော့ 50% နဲ့အပါဟိုအားကြီးလေနောက်က background ဟောဒါကြီးကအဲ့လိုကြီးရောမလားပါဘူးဒါပါလေးတော့အပါဟိုကပေးတဲ့ဟာလေလာတော့ကွာအပြုတ်တယ်အောင်လာရင်တော့အပြုတ်တယ်လာရင်ဘာတော့သိလားဟမ်ပြူလာသိလားပြူလာအပြုတ်တယ်ကိုလာတယ်နော်ပြူလာ gaming အပြုတ်တယ်ကိုလာတယ်ကွာ
တော်ဒီမကြောက် easy အဲ့တော့ဒါလေးကိုငါလဲလိုက်တော့မယ်နော်မတီဗီရခဏလေးပဲသားလို့နော်တွတ်လိုက်တော့မယ်ကျွန်တော်နည်းနည်းများနေကျွန်တော်အခုအဲ့တော့ okay အဲ့တော့ကျွန်တော်တို့ကဒီကောင်ကဘာလို့ Job the job youတော်ဒီကြားရတော်ဒီလိုက်စကြည့်နေတာကွာတော်ဒီကြားရကဲကျွန်တော်တို့အဲ့ဆိုရလာတို့တစ်ချက်14ရဲ့20မဟုတ်14ရဲ့20ဆိုမတီဗီရဟွာလို့ပါကြော်ကြီး34ချောင်းရှိတယ်34ချောင်းရှိတယ်မဟုတ်34ချောင်းမလို့လေ29ချောင်းပဲလို့ပါဟွာ29ချောင်းဆို73ချောင်းလို့ပါအဲ့73ချောင်းရေလဲလိုက်မယ်နော်ဘာလို့နော်အဲ့ဆိုဒါပြီးပြီဒါ clear လေးမတီဗီရအတွက်ကျွန်တော်တို့လုံလောက်သွားပြီနော်ကျွန်တော်မတီဗီရအတွက်လုံလောက်လာမတီဗီရ73ချောင်းလဲလိုက်မယ်ကြော်ကြီး okay လား73ချောင်းမဟုတ်12ချောင်းဘာလို့မလဲပါလေတော့ငါ10ရောက်တော့ပဲလဲထားတယ်ဟိုထပ်ဖောက်မှာမတီဗီရပေါ့ပေါ့12ချောင်းမလဲမှာဘာလို့လဲဆိုအသေးလေးထပ်ပေါအောင်အသေးမှာ9ခုရှိနောက်တစ်လုံးထည့်ရမှာဘာလို့ကျွန်တော်ခုနမြင်ခဲ့နော်အသေးလေး9ခုရှိကြည့်ဒီမှာအသေးတစ်ခုဆိုတော့တစ်ခုရပြီနော်အဲ့တော့ကျွန်တော်မှာအခုဟာဟိုဟာတွေကဘယ်လောက်ပူသေးလဲဆိုတော့နေရောအသုံးက10ခုရှိတယ်10ခုဆိုရင်နော်ကျွန်တော်ဒီမှာဟို10ခုဆိုရင်ဒါတွေဝယ်ရင်ခဲက3ခုဆိုရပြီနော်ခဲက3ခုဒီကောင်က2ခု5ခုလွယ်အိတ်က2ခု9ခုကြောကြီးဒါကွက်တီပဲကြောကြီးဟိုထပ်ပေါက်စရာမလိုတော့48ခု50ပြည့်အောင်တစ်ခါလဲအောင်နေအော်ဟုတ်တယ်နော်အေးအောက်တယ်ဟုတ်တယ်အားတွေကိုလက်လိုက်မယ်တစ်ခါလောက်နောက်တော့နော်တစ်ခါလောက်တော့ငါဟိုလည်းတစ်ခါလောက်တော့လက်လိုက်မယ်ကျွန်တော်နော်ရော့အသေးလေးတစ်ခုပေါက်တယ်ရောင်ရဲ့အကြီးနဲ့ဒါလေးငါရပါပြီကွက်တီပဲရောအသေးလေးတစ်ခုပေါက်တယ်လေကြောကြီး Oh my god တေးလေးတစ်ခုပေါက်တယ်ဟေးအောင်ကြီးကွတိပဲအဲ့ဒါကြီးကရှော့ဒါလေးတစ်ခုလွှဲလိုက်မယ်ဟောလဲပြီးသွားရင်အိုးအဲ့ဒါပူတော်ပူသေးတယ်ရောက်ပြီနော်ငါမသိရတခြားတော့ထပ်ပူသေးတယ်ကွာဒါပေမဲ့ဆေးဘူးတွေလိုပါကြော်ကြီးတိလားဆေးဘူးလိုဟုတ်တယ်ဆေးဘူးတွေလိုတာဆေးဘူးလိုပါအဲ့ဒါဒါလေးပေါင်းလိုက်ပြီနော်အဲ့ဒါ29ကြောင်ပဲတော့မသိရ29ကြောင်ကျွန်တော်ဒါတင်လို့ရပြီပဲတော့နော်ဒါတင်လို့ရသွားပြီကျွန်တော်တို့ okay အော်ကျွန်တော် SMS2 ကို level max တီကျွန်တော်တို့အခုတင်ပါမယ်ခင်ဗျာ workshop အော် SMS2 ကိုဝယ်ရအောင်ပါနေဝယ်ရအောင်ပါရော့ဆိုရင်ဝယ်လိုက်မယ်နော်ဘောချဟောနေရောကဲကျွန်တော်တို့ M7 ကျွန်တော် source butter shredder M762 level 1လေးကိုကျွန်တော်တို့ဝယ်လိုက်ပါပြီကန်ကောင်းတာဘာတော့ရေတော့ကျွန်တော်တော့အင်ကြီးလေးရဘာတော့နော်အင်ကြီးလေးရကျွန်တော်တို့6လုံးနဲ့ဝယ်ရမယ့်ဟာလေးကတစ်ချင်းပေါက်သွားတာအစောစီစီတော့အဲ့ဒါလေးရတော့ဒါလုံးဝကောင်းပါဝယ်မာလို့ကျွန်တော်အကုန်ဝယ်မာလို့ဘာဖြစ်နေရတော့ငါကြော်ပဲကဲကျွန်တော်တို့နော်လူအိမ်လေးနဲ့ကျွန်တော်တို့ချလိုက်ပြီ let's go ပါနော် let's go ပါခါတန်းပါရတယ်မဟုတ်ခုကမပေါက်တော့ကျွန်တော်လို့ကျွန်တော်ရနောက်တဲ့ event တွေလာရင်ထပ်ဖောက်ဖို့ကြံသေးရပေါ့နော်ကျွန်တော်အခုကရသွားပြီလက်ကအများကြီးမသုံးတော့ဘူးပေါ့နော်အဲ့တော့ဒါလေးအုံးပြီဒါလေးတည်းထပ်ဝယ်လိုက်မယ်ရော့ okay တက်သွားပြီ okay ခေါင်းတီကျိုးလေးနော်ခေါင်းတီကျိုးလေးပါခေါင်းတီအဲ့တော့ကျော်ကြီးကိုဒီအောက်ကဘာတွေဝယ်ရမလဲဟိုဝယ်လေးဘက်ဂရောင်းလည်းဝယ်ပေးတာလေဘက်ဂရောင်းလည်းလူလာပဲဒါလေးဒါဘက်ဂရောင်းရဲ့အမဒါပဲဘက်ဂရောင်းလေးဝယ်ပေးလိုက်မယ်ကွာနော်ရှုပ်လို့နော်ဘက်ဂရောင်းအော်ဘက်ဂရောင်းဝယ်လေတိုးတယ်အဲ့ဒါလीနော်အီမုတ်ကတိုးတာကျော်အီမုတ်ကတိုးတာအီမုတ်ကမတိုးဘူးနော်မတိုးအီမုတ်မတိုးဝယ်တော့ဒါလေးရောပြရတော့မဆိုင်ဘူးလေဟိုကပေးတဲ့ဟာကြီးအဲ့ဒါတခုတော့ထပ်ပို့မတူရချောင်းလဲလိုက်ရမလားဒါမို့မဟုတ်အီမုတ်တိုးမတိုးသူယူချင်နဲ့ယူချင်ပါအီမုတ်လေးလဲပြလိုက်မယ်နော်လဲပြလိုက်လေးကိုအီမုတ်လေးတခုပို့လာကျော်အီမုတ်လေးလဲပြလိုက်မယ်တော့နော်အီမုတ်ကမတိုးဟုတ်တယ်အီမုတ်ကတော့မတိုးဒါပေမဲ့ကျွန်တော်တို့ရလဲပြလိုက်အဲ့ဒါအားလုံးရသွားပြီဗျာသားတို့နော်အားလုံးရသွားတဲ့အနေထားမှာကျွန်တော်တို့တာကြီးဟိုကကြည့်တာဘာပါလေးတို့ကော်လက်တဲ့ဘာပါလေးတို့ဟိုကပုံထားတဲ့ဟာဒါอ๋อ profile အဲ့ဟိုကတာကြီးအဲ့ဒီမှာဟိုကအဲ့ဒီ gun skin တွေမှာစကုတ်တွေပါစကုတ်တွေရှိကိုပွားကြည့်တာလေစကုတ်တွေထည့်ပေးတာလေစကုတ်တွေကဝယ်ဈေးကြီးရတော့ဒါကုန်သွားတယ်ဟုတ်တယ်နော်โอเคအဲ့ဒါကျွန်တော်တို့ဒါလေးကိုတော့ကျွန်တော်ဟောလေးကိုတက်လာအောင်မယ်ခဏလေးကျွန်တော်ခုနဖောက်လိုက်တဲ့ဟာလေးပြတ်သွားပြီတော့ခေါင်းတီးကျိုးလေးလားမသိဘူးဟောဒီမှာ
အိုးလာလိုက်တာပါလား တာကြီးဂန်းလိုက်တာကြီးဂန်းလိုက် โอเคရှိုးလိုက်မယ်နော်အန်ဆာမက်စစ်တူလေးကိုရောအိုးရောက်ရေးထောက်တိုင်လေးနဲ့ရောက်ရေး quality လေးပါလားထောက်တိုင်လေးနဲ့နော်ကတော့လုံးဝအလန်းလေးစစ်စစ်လေးပါတော့ထောက်တိုင်လေးနဲ့ oh my god ပါလေးအရင်မြင့်မယ်ဒါလေးကိုအရင်မြင့်မယ် okay ကျွန်တော်တို့မြင့်ပြီ okay မြင့်ပြီပြောင်းနော် level 2ကိုရောက်သွားပြီပါတော့နော် advanced form okay short level 3 okay elimination เนาะကျွန်တော်တို့ okay ပါခင်ဗျာ level 4 chemistry တွေချက်ကြည့်မယ် chemistry ကိုချက်ကြည့်မကြည့်ရသေးဘူး။ဩတော့ကက်ကြီးလေးနေ။အိုးမိုက်တယ်။ကြွိ3ခါတော့လာကြွိ chemistry က ဟုတ်တယ် နော် chemistry က3ခါတော့လာတာနော် ကက်ကြီးနဲ့ညက်လိုက်တာ ကက်ကြီးနဲ့ तू ကဟိုအရှိကတစ်ချောင်းရင်လာတယ်ကက်ကြီးနဲ့ညက်ပြီးနောက်တစ်ချောင်းထပ်ပြီးလာတယ်ထပ်ဝင်နေနော်ဘာတော့စောမိုက်တယ် UGC ဘယ်ရောက်ရှိရကျွန်တော်ပြင်မှာတော့မလို့ရတယ်ဟုတ်ပြင်မှာလာမလို့ရပါတယ်ခင်ဗျာနော်ကျွန်တော်တို့ဟုတ်ဟိုဟစ်ကအတန်မပါအောင်နော် AUG တို့အတန်မပါတော့ကြော်ကြီးတလား AUG ကတော့ဒါလုံးဝဘယ်လိုပြောရမလဲတော့လုံးဝသူပထမဆုံးပေါ့နော်ဟို AUG အဲ့ AUG နဲ့ပြစ်မယ်ဟိုရောက်အဲ့ AUG နဲ့ပြစ်မယ်ကြော်ကြီးဒီကောင်လေးနဲ့ကျုံးပါတော့ဒီကောင်နဲ့ကျုံးပါတော့ဘာတော့ဒီကောင်နဲ့ကျုံးပါနော်ကျွန်တော်ဒီနေ့အကောင်မပြောင်းဘူးကျွန်တော်ဒီကောင်နဲ့ကျုံးပါမယ် let's go ပါ let's go ဒါ is what move အိုးအော်တနက်သူအောက်ထဲမှာသူထည့်ထားတာအဲ့အယုတ်လေးကိုကြော်ကြီးသိလားအောက်ထဲမှာထည့်ထားတာကောင်းလိုက်လား final form မြင်မယ်ဗျာ let's go to final ပုံကအသေးလာတာရလားနောက်ခက်ပြောင်းကြည့် okay နောက်ခက်လေးပြောင်းကြည့်ပြီမယ်နော် okay အဲ့တော့ကျွန်တော် look crate ပုံလေးရောက်ရင်အထဲထဲမှာဟွာလေးနဲ့ကြော်ကြီးဘုံရုပ်လေးနဲ့နော်ကြော်ကြီး ဝမ်းဝင်ရောက်ကတော့ဝမ်းဝင်ရောက်လှုပ်နေတာ ထိုင်းယူစီရှိတာဘရိုထိုင်းလူတွေလည်းကွက်တိဝယ်လို့ရပါတယ်ထိုင်းဘက်နဲ့လည်းဝယ်လို့ရအောင်လုပ်ပေးထားပါတယ်เนาะကျွန်တော်ပြင်မှာလာဝယ်လို့ရပါတယ်เนาะထိုင်းကကျွန်တော်ထိုင်းကညီကိုတို့လည်းကျွန်တော်ထိုင်းကနေဝယ်လို့ရအောင်ထိုင်းဘက်နဲ့ဝယ်လို့ရအောင်လုပ်ပေးထားပါတယ်เนาะကျွန်တော် Facebook မှာเนาะကျွန်တော်ဒီတက္က Facebook ပြင်မှာလာဝယ်လို့ရပါတယ်ချက်ပေါ်မှာเนาะကျွန်တော် UC ကမနက်9:00နာရီခွဲည10:00နာရီကျော်ရပါတယ်အခုတော့ပိတ်သွားပဲပါပြီအဲ့ကျမနက်9:00နာရီကျော်ဆိုရပါပြီเนาะ9ခွဲလောက်ဆိုကဲကျွန်တော်နောက်ဆုံး final form လေးရပါပြီ save ဘူးလည်းမလို့အဲ့တော့ကျွန်တော်တို့အဲ့ကန်စကင်ကိုဟိုကကြည့် ကန်စကင်ကို AUG အိုး AUG ဒီမှာဒီလေး change ပြီအိုးဒါလေးလည်းလှတာပဲရောကြီးအဲ့တော့ HDR လေးနဲ့ကြော်ကြီးလိုက်ကြည့်နေတာကြော်ကြီးရှိုးလိုက်တာကြီးရ